ဆရာမကသူ့ရဲ့ចောင်းသားတွေအားလုံးရဲ့အစားအသောက်ထဲမှာဆေးခတ်ခဲ့ပါတယ်။ဒါပေမဲ့ထူးချွန်ထက်မြက်တဲ့ကောင်လေးတယောက်ကတော့အဲ့ဒီထဲမှာမပါဝင်ခဲ့ပါဘူး။သူကသူ့ရဲ့ပန်းကန်လုံးကိုမှအနံ့ခံကြည့်လိုက်တာနဲ့ဒီဟင်းရည်ထဲမှာတခုခုမှားယွင်းနေတယ်ဆိုတာကိုချက်ချင်းပဲရေးမိသွားခဲ့တာပါ။ဆရာမကလည်းဒီကောင်လေးကိုတေးကြစောင့်ကြည့်နေခဲ့တာမို့လို့ဖီးယားတွေအောက်မှာသူဟာဘာမှမတတ်နိုင်ပဲဟန်ဆောင်ပြီးတငုံတောက်ပြလိုက်တာပါတယ်။ဆရာမထွက်သွားပြီးတဲ့နောက်မှာတော့ပါဇက်သေးကဟင်းရည်တွေကိုသူချက်ချင်းပဲပြန်ထွေးထုတ်လိုက်ပါတယ်။နေခင်းဘက်အိတ်ချိန်ရောက်တဲ့အခါဆေးခက်ခါတဲ့အစားအစာတွေကိုစားမိတဲ့ကလေးတွေအားလုံးဟာနှစ်ချိုက်ချိုက်အိပ်ပျော်သွားကြပါတော့တယ်။ဒီအချိန်ဟာဆရာမကသူ့ရဲ့စိတ်ရင်းအမှန်ကိုထုတ်ပြတဲ့အချိန်လည်းဖြစ်တယ်လို့ကျောင်းအုပ်ကြီးနဲ့ရုံးကန်းထဲမှာချစ်ဆက်လန်းခင်းနေတဲ့အချိန်လည်းဖြစ်နေပါတယ်။ပါရမီရှင်ကောင်လေးကတော့ဘယ်သူမှမရှိတာကိုအခွင့်ကောင်းယူပြီးဆရာမနဲ့ကျောင်းအုပ်ကြီးရဲ့အဝတ်အစားတွေကိုခိုးယူပြီးမီးရှို့ပစ်လိုက်ပါတယ်။ရုံးကန်းတွေကအတွင်းဟာတခုခုလောင်ကျွမ်းနေတဲ့အနံ့ကိုရသွားပြီးအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါသူတို့ရဲ့အဝတ်အစားတွေမီးလောင်နေတာကိုတွေ့လိုက်ရပါတယ်။ကောင်လေးကတော့ချက်ချင်းပိုက်ထွက်ပြေးသွားခဲ့ပြီးဒီလိုထွက်ပြေးဟေတာကသူ့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေလိမ့်မယ်လို့ဘယ်တော့မှမတွေးထားခဲ့မိပါဘူး။ကျောင်းအုပ်နဲ့ဆရာမတို့ကသူ့နောက်ကိုအပြင်းထန်လိုက်နေကြတဲ့အတွက်ကောင်လေးဟာယထာတွဲတစ်ခုနဲ့ကိုဝင်ပုံးလိုက်ရပါတယ်။အဲ့ဒီနောက်မှာသူမြင်လိုက်ရတဲ့အရာကသူ့ကိုတေလောက်အောင်ထိလန့်သွားစေခဲ့ပါတယ်။လူနှစ်ယောက်ဟာအလောင်းတစ်ခုကိုဖျောက်ဖျက်နေကြတာပါ။လူသက်သမားကကောင်လေးကိုအစားဖျောက်ဖို့အတွက်သူ့ရဲ့တနက်ကိုချက်ချင်းပဲမိုးလိုက်ပေမဲ့သူ့ရဲ့အဖေါ်ကကောင်လေးကိုအမြန်ထွက်သွားဖို့ပြောပြီးတားဆီးလိုက်ပါတယ်။လူသက်သမားကသူ့အဖေါ်ကိုမေးခွန်းထုတ်တဲ့အခါမှာတော့ဒီကောင်လေးကကလေးပဲရှိသေးကမို့လို့ဘာပြဿနာမှမပေးနိုင်ပါဘူးလို့ပြန်ဖြေခဲ့ပါတယ်။အလောင်းနောက်တစ်လောင်းတိုးလာရင်ကိစ္စတွေပိုရှုပ်သွားလိမ့်မယ်လို့လည်းဆိုပါတယ်။လူသက်သမားတွေကဒါကိုတာမန်ကိစ္စလေးလို့ပဲထင်ထားခဲ့ပေမဲ့အံ့ဩစရာကောင်းတာကကောင်လေးဟာပြန်ရောက်လာခဲ့ပါတယ်။သူကနားကက်တစ်ဖက်ကိုကိုင်းနေလူသက်သမားကိုပြလိုက်ပါတယ်။အသက်ကြီးတဲ့လူကြီးကအလောင်းကိုလမ်းကြည့်လိုက်တဲ့အခါဒါဟာတေဆုံးသွားတဲ့သူရဲ့ကြံခဲ့တဲ့နားကက်တစ်ဖက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ကောင်လေးရဲ့ထက်မြက်တဲ့အာယုံခံစားမှုနဲ့အကဲခတ်တော်မူတွေဟာအဲ့ဒီလူကြီးရဲ့ချီးကျူးမှုကိုရရှိသွားပါတယ်။အဲ့ဒီနေ့ကစပြီးဒီကောင်လေးဟာလူသက်အဖွဲ့အစည်းနဲ့အတူနေထိုင်ခဲ့ပါတယ်။သူကြီးပြန့်လာတဲ့အခါမှာတော့အဲ့ဒီလူကြီးရဲ့အတော်ဆုံးတပည့်တယောက်ဖြစ်လာခဲ့ပါတယ်။ဆရာတပည့်နှစ်ယောက်ဟာလူသက်အဖွဲ့အစည်းအတွက်အလုပ်ဆက်လုပ်ခဲ့ကြပြီးလူသက်မှုဖြစ်ပွားတာနေရာတွေကိုမတော်တဆတေဆုံးမှုတွေလိုဖြစ်သွားအောင်ကျွမ်းကျင်တဲ့နည်းစနစ်တွေနဲ့ရှင်းလင်းရေးသမားတွေအဖြစ်လုပ်ကိုင်ခဲ့ကြပါတယ်။သတ်မှတ်ထားတဲ့အချိန်အတွင်းမှာအပြီးသက်ရတာမျိုးပါ။တာဝန်တစ်ခုထောင်းဆောင်နေတော့ဂျက်ကသူ့ရှေ့ကကောင်လေးကသူ့ရဲ့ငယ်သားစလက်တော်တော်လေးစင်ညူနေတာကိုတတိထားမိသွားပါတယ်။ငယ်တုန်းကဂျက်ဟာဗီရိုထဲမှာပုံနေရင်သူ့အမေအသက်ခံရတာကိုမျက်မှန်တွေ့ခဲ့ရတာပါ။ခဏတာစိတ်လွင့်သွားတဲ့အတွက်ဂျက်ရဲ့လှုပ်ရှားမှုတွေဟာနှေးကွေးသွားတယ်ပါတယ်။ဒါဟာအချိန်နဲ့အမျှအလုပ်လုပ်နေရတဲ့ရှင်လင်ရေးသမားတွေအတွက်တော့ကြီးမားတဲ့အမှားတစ်ခုပါ။ဒါကိုမြင်တဲ့အခါမှာသူ့ရဲ့ဆရာကဂျက်ကိုအဝေးကိုလွတ်လိုက်ပြီးအလောင်းတစ်ခုကိုရှင်းဖို့အတွက်သူတယောက်တည်းကြံရည်ခဲ့ပါတယ်။ဒီလိုအချိန်ကျန့်သွားတာကဆရာဖြစ်သူရဲ့ရုံရည်ကိုလူတီရှင်ကြားပေါ်သွားစေခဲ့ပါတယ်။သူတို့အလုပ်လုပ်ဖေးနေတဲ့ Smiley အခွေအစည်းကတော့ဘယ်လိုစွန့်စားမှုကိုမှအဖြစ်မခံချင်တဲ့အတွက်ဂျက်ရဲ့ဆရာကိုရဲဆက်ဆက်တပ်ပစ်လိုက်ပါတယ်။သူ့ဆရာမသိခင်ဂျက်က Smiley အခွေအစည်းကိုရှာဖွေပြီးကတုံးပြန်မယ်လို့ခတိပြုခဲ့ပါတယ်။တေလူမျောပါဖြစ်နေတဲ့သူ့ဆရာနဲ့နရန်ဘော်ကတွေးဆွင်းတန်းတွေကိုကြည့်ပြီးဂျက်ဟာလက်စားချေဖို့တစ်စိတ်ကျိန်ဆွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျက်ဟာအခွေအစည်းတွေကထွက်မသွားတော့ပဲအတွင်းထဲကအရာအလုံးကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ Smiley အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဟာဘယ်တော့မှလူကိုယ်တိုင်ထွက်မလာခဲ့သလိုအမိန့်တွေကိုလည်းလူ့ဝက်ကိုတွေနဲ့ပဲတဦးချင်းစီကိုပို့ဆောင်ခဲ့တာပါ။ဒါကြောင့်မို့လို့သူ့ဆရာကိုတတ်ခဲ့တဲ့လူသက်သမားကိုရှာဖွေဖို့ကတညာတည်းနဲ့တော့မဖြစ်ပါဘူး။ဒါကတော့ဒီတက်တချိုင်းတာတောင်းလို့ခေါ်တဲ့အရန်ကောင်းတဲ့တရုတ်သဇက်လန်တစ်ခုဖြစ်ပါတယ်။ကျေငါးပွင့်ဖေးရလာအောင်ကိုကြည့်ဖို့အကြံပြုချင်ပါတယ်နော်။